အခုလိုလှူပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ရပြီဒီပဲလားယူလီကအနေနဲ့ရောက်လာတယ်အများကြီးကျေးဇူးတင်ရတယ်ဘုဘကိုထမ်းနေခဏလေးနားရအောင်နေအနာမနာနေအထဲမှာနာတေချောင်ထဲမှာလာခဲ့လားဝေးဒီဘက်မှာနားမယ်ဝေးတေချောင်ထဲပဲဝင်လားအဲ့မှာခဏနားမယ်အဲ့လမ်းပေါ်ကြီးမှာမနာနဲ့ချောင်ထဲဝင်ဒီဘက်အနောက်ဘက်အထက်လည်းဝင်လို့ရတယ်တေချောင်ထဲပဲဝင်လိုက်မယ်ခဏအနောက်ဘက်ကရှင်းလွန်းတယ်ချောင်ထဲပဲဝင်မယ်တော့ချောင်ထဲဝင်တော့မေအပေါ်လင်းလာကြမှာမင်းတို့အထုပ်ပြရပြီလားရတယ်နောက်မှ